ကဲအားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမများရဲ့အတူကျွန်တော်တို့အတူတော့ဆွေးနွေးတိုင်ပင်ခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိတာပေါ့နော်ဒီအကြောင်းအရာလေးကအလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တယ်အဲ့ဒီကြောင့်ဒီအကြောင်းအရာလေးကိုဒီကနေ့ကျွန်တော်မဖြစ်မနေလာရောက်ပြီးတော့ sharing လုပ်ပေးချင်တာဖြစ်တယ်အကြောင်းအရာလေးကဘာလဲဆိုတော့ဒီနေ့ကဘာနေ့လဲတောက်ကြနေညနေတိုင်းမှာ one championship ကပြင်ဆင်ထားတဲ့မွေထိုင်ပွဲဆိုတာရှိတယ်အဲ့ဒီမွေထိုင်ပွဲထဲမှာပြီးခဲ့တဲ့ဗီဒီယိုကလစ်တစ်ခုထဲမှာကျွန်တော်ပြောသွားတာရှိတယ်ကျွန်တော်တို့ရဲ့မြန်မာ fighter လေးတစ်ယောက်ပါဝင်လာတယ်ရှင်ပြိုင်ထိုးသက်ကစားမဲ့ကျွန်တော်တို့ရဲ့မြန်မာ fighter လေးတစ်ယောက်ပါတယ်ထိုင်း fighter လေးတစ်ယောက်နဲ့ရှင်ပြိုင်ထိုးသက်ကစားသွားမှာဖြစ်တယ်အဲ့ဒီမြန်မာ fighter လေးကဘာတူလဲဆိုတော့ဆိုမင်းဖြစ်တယ်အဲ့ဒီအကြောင်းကိုကျွန်တော်တို့ဒီကနေ့အတူတူက sharing လေးလုပ်သွားကြရအောင် okayဒီအကြောင်းအရာလေးကိုကျွန်တော်တို့မစခင်ထောက်စားတိုင်းကျွန်တော်ရဲ့အကောက်ကို like comment share subscribe လုပ်တော့ပြီးမမေ့ပါနဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်တို့ Peter 2ဆိုတဲ့ YouTube channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Peter လို့ခေါ်ပါတယ်ဒီကနေ့ကျွန်တော်တို့အတူတူကဒီ one championship မွေထိုင်းပွဲကိုကျွန်တော်တို့အတူတူကဆွေးနွေးလေ့လာတုံးသက်ကြည့်ကြရအောင် okay ဒီကနေ့ဆိုမင်းရပါတော့သူထိုင်း fighter လေးတယောက်နဲ့အတူကစားရမှာဖြစ်တယ်ရှင်ပြိုင်ထိုးသက်ကစားရမှာဖြစ်တယ်ဒီ fighter လေးကလည်းအလွန်ကိုလက်ရည်စွမ်းရည်ရှိတဲ့ fighter လေးတယောက်လည်းဖြစ်တယ်ဆိုမင်းဘက်ကလည်းပြင်ဆင်ထားတဲ့အရာတွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းကျွန်တော်ပြောပြချင်တာပေါ့နော်အဲ့ဒီကြောင့်နှစ်ဖက်နှစ်လမ်းကဟိုဘက်မှာလည်းခွန်အားရှိတယ်လို့ဒီဘက်မှာလည်းသူ့အစွမ်းနဲ့သူရှိတယ်ဆိုတာကိုကျွန်တော်ပြောချင်တာပေါ့နော်လုံးဝနှစ်ဖက်စလုံးရဲ့ပြိုင်ဘက်ကကြည့်လို့ကောင်းမဲ့ပြိုင်ပွဲလေးတစ်ပွဲဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်နေယုံကြည်တယ်အဲ့ကြောင့်ဒီနေ့ညနေ6:20ကနေစမယ်6:20ကသူတို့ကဝင်းရဲ့ဖွင့်ပွဲစမယ်ဘန်ကောက်မြို့ထဲမှာ one championship မွေထိုင်းပွဲရှိတယ်သူတို့ပွဲဖွင့်မယ်6:00ခွဲမှာ9:20မှာသူတို့စတင်ထိုးသက်ကစားမှာဖြစ်တယ်ကျွန်တော်ရဲ့စုံမင်းလေးရဲ့ပွဲလေးကတော့သူကအဓိက main ပွဲဖြစ်တဲ့အခါမှာသူ့ရဲ့ပွဲကနောက်ဆုံးဘိတ်ပွဲဖြစ်မယ်အဲကြောင့်စုံမင်းရဲ့အဓိကစုံမင်းပွဲကိုပဲကြည့်ချင်တယ်ဆိုရင်10:00နာရီမထိုးခင်အဲ့ကနေစပြီးဝင်ကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါမှစုံမင်းရဲ့ပွဲကိုမြင်တွေ့ရမှာဖြစ်တယ်ဒီကနေ့ကတော့ကျွန်တော်ညီကိုတွေနဲ့အတူဆွေးနွေးတိုင်ပင်ခြင်းတဲ့အကြောင်းအရာလေးကစုံမင်းအနိုင်နဲ့တိမ့်ပိုက်မလားဒါမှမဟုတ်ထိုင်း fighter ပဲအနိုင်နဲ့တိမ့်ပိုက်မလားပြီးတော့မကြခင်ကျွန်တော်တို့ရဲ့မြန်မာ fighter လေးတယောက်ကျော်စော်ဝင်းလည်းသူ့ရဲ့ပွဲမကြခင်လာမှာဖြစ်တယ်သူ့ရဲ့ပွဲကလည်းရရှိနေပြီလို့ကျွန်တော်ပြောချင်တယ်သူပွဲရရှိနေပြီပေါ့နော်မကြခင်သူကွင်းထဲပြန်တက်လာတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုတွေသူ့ရဲ့ပွဲကိုလည်းစောက်ကြည့်ဖို့ရန်အတွက်လည်းကျွန်တော်အတိပေးချင်တယ်နောက်ဗီဒီယိုမှာကျွန်တော်အဲ့ဒီကြော်ကြီးနဲ့ရှင်ပြိုင်ထိုးသက်ကစားမဲ့ fighter လေးအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော် sharing လုပ်ပေးမှာဖြစ်တယ်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကလစ်ကိုကြည့်တော့ညီကိုမန်မရောက်တိုင်းကိုကြီးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဗီဒီယိုကလစ်ကိုဒီမှာလည်းပဲအဆုံးသတ်လိုက်ပါတယ်အရောက်စတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်